populism နဲ့မောင်းတဲ့တော်လန်ရေးဆိုတော့တော်လန်ရေးအချိန်မကြအောင်လူရှိထွက်ထုတ်ပြရတာကတလုပ်ဖြစ်ပါတယ်အဓိကလုံနေတာကလက်နက်ကင်လမ်းစဉ်ဖြစ်ပါတယ်လက်နက်ကင်လမ်းစဉ်မှာတူဝက်နိုင်သမျှတူဝက်နိုင်ရေးနဲ့တူသိပ်နိုင်သမျှတူသိပ်လုံနိုင်ရေးကအရေးကြီးတယ်ဆိုပေမဲ့ပြုစပြင်းတောင်အဖွဲ့တွေရဲ့တဖွဲ့ချင်းတအူးချင်းအပြုတ်မှုတွေကိုထိန်းကွပ်ဖို့မလွယ်ပါဘူးအကြောင်းကတော့ခါတော်မီပေါ်လာတဲ့လက်နက်ကင်အစုဖွဲ့အသစ်တွေဖြစ်တာကြောင့်ဖြစ်တယ်လို့ရာသီချိန်မှာပေါ်တဲ့အသီးပွင့်တွေဖြစ်တာကြောင့်မို့ထင်ပါတယ်အောက်ခြေကနေအဆင့်ဆင့်စုဖွဲ့တရေတဲပြီးကိုလလွယ်ဆယ်လဖွာရင်းမဲ့ချိန်ရောက်မှမွေးဖွားလာတဲ့လက်နက်ကင်တော်လန်ရေးမဟုတ်ပါဘူးကမန်းကရန်နဲ့မွေးဖွားလာတဲ့လက်နက်ကင်တော်လန်ရေးဖြစ်ပါတယ်အခြေအနေနဲ့ရာသီခွင်ကြောင့်လက်နက်ကင်ပုံကံမှုအောင်မြင်တယ်လို့ဆိုပေမဲ့လက်နက်ကင်ဒေါ်လာကြီးအောင်မြင်ခြင်းရှိမရှိဆိုတာကတော့ကံဒီကံမပြောဖို့ခက်လာပါတယ်အထူးသဖြင့်တိုင်းရင်းသားနယ်တွေရဲ့မနီးဆက်ဖဲတိုင်းရင်းသားနယ်တွေနဲ့မနီးဆက်ဖဲတိချကင်းလွတ်နေတဲ့ဗမာပြည်မနယ်တွေဟာလက်နက်ကင်ဒေါ်လာကြီးမှာဘဲလျံကြီးဖြစ်နေစေပါလက်နက်ရရန်အလို့ငါတိုင်းရင်းသားလက်နက်ကင်အဖွဲ့ကြီးတွေကိုထပ်ဖို့ရေးလမ်းကြောင်းအကူအမဖြစ်လို့တချို့အတွက်ကောင်းကျိုးဖြစ်တယ်လို့ဆိုပေမဲ့ပြည်သူလူထုအတွက်ကတော့ဘေးထွက်ဆိုးကျိုးဖြစ်တာများပါတယ်။ကိုယ့်ရဲ့ကိုယ်ရွာကိုယ်ဌာနေကွက်လေးကိုမကြည့်ဘဲနဲ့ပြည်မနယ်တစ်ခုလုံးကိုခြုံပြီးကြည့်ဖို့ပါ။နေဦးဒေါ်လာရေးတွင်ကလက်နက်ကင်ဒေါ်လာရေးကိုပြောရင်ပိုင်းပြီးပြောရပါလိမ့်မယ်။ချမ်းပြီးပြောရမယ်။ပြည်မနယ်တွေကလက်နက်ကင်ဒေါ်လာရေးအဆင့်ကိုရောက်မလာပါဘူး။လက်နက်ကင်ပုံကံမှုအဆင့်မှာပဲတစ်နေပါတယ်။အစွန်ဖျားနယ်တွေနဲ့တိုင်းရင်းသားနယ်တွေတောင်တန်းနယ်တွေကတော့ရခင်ကလေးကလက်နက်ကင်ဒေါ်လာရေးတရေတဲထားပြီးသားဖြစ်လို့မျိုးဒေါ်လာရေးလှိုင်းကိုကြကြနာနာစီးနှင်းနိုင်တဲ့လူမျိုးစုနယ်တွေတော်တော်များများကစစ်ကိုစစ်နဲ့တူအောင်ကြကြနာနာလုပ်နိုင်ခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီနေရာတွေမှာလက်နက်ကင်ဒေါ်လာရေးကတဆင့်မကအများကြီးမြင့်သွားပါတယ်။အဲ့ဒါကိုတိုင်းရင်းသားလူမျိုးစုခေါင်းဆောင်တွေကပြည်မဘက်ကလူငယ်တွေကိုကောင်းကြီးထောပနာပြုကြပါတယ်။ဒါကြောင့်အစွန်ဖျားနယ်တွေနဲ့တိုင်းရင်းသားနယ်တွေတောင်တန်းနယ်တွေဟာလက်နက်ကင်ဒေါ်လာကြီးအောင်မြင်တယ်လို့ရေပုံရပြောနိုင်ပါတယ်။ပြည်မကတော့လက်နက်ကင်ပုံကံမှုအဆင့်ကနေတက်မလာနိုင်ပါဘူး။အဲ့ဒီနေရာမှာတစ်နေပါတယ်။ဒီတော့ဆက်ပြီးစဉ်းစားရမှာကဗမာတွေဘာဆက်လောက်ကြမလဲဆိုတာပဲဖြစ်ပါတယ်။တိုင်းရင်းသားလူမျိုးစုနယ်တွေအတွက်သူတို့ရဲ့ဆိုင်ရာအဖွဲ့အစည်းအသီးသီးနဲ့ဆိုင်ရာလက်နက်ကင်အသီးသီးကစဉ်းစားချက်ရှိထားပြီးသားဖြစ်ပါတယ်။အဖွဲ့တွေပြောက်တောက်ဖြစ်နေတဲ့ကရင်နယ်တွေနဲ့ကရင်ထိမ့်ချုပ်နယ်တချို့ကလွဲရင်တော်တော်များများသောလူမျိုးစုနယ်တွေကမှန်းလို့ရနေပါပြီ။ရှင်းလင်းတဲ့အဖြေထွက်လာနေပါပြီ။အကြီးကျယ်ဆုံးမရှင်းမလင်းဖြစ်နေတဲ့နယ်ကြီးတွေကတော့ဗမာပြည်မနယ်ဖြစ်ပါတယ်။ဗမာတွေအတွက်တိကျစဉ်းစားချက်လိုနေပါတယ်။တိတ်မကြခင်ကဂရနီဘက်ကကလာလာတာကအမျိုးသားညီညွတ်ရေးအစိုးရကိုတုံးဝင်လာတစ်ခုပို့ပါတယ်။အဲ့ဒီတုံးဝင်လာပါဖော်ပြချက်အရာတချို့သောအမြင်တွေကိုခြေကားသိမြင်နိုင်တာရှိပါတယ်။အဲ့ဒါကတော့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တိုင်းသားလူမျိုးစုနယ်တွေဖြစ်တဲ့အစွန်ဖျားနယ်တွေတောင်တန်းနယ်တွေကိုမိမိတို့နဲ့ပတ်သက်တဲ့ဆိုပြီးရောချမနေပဲစကိုင်းနဲ့မကွေးနယ်တွေကိုသာအဓိကအာရုံစိုက်ဖို့ဖြစ်ပါတယ်။တနည်းအားဖြင့်ပြည်မနယ်တွေဖြစ်တဲ့စကိုင်းမကွေးမန္တလေးပဲခူးရန်ကုန်အေရဝတီစတာတွေကိုအာရုံစိုက်ဖို့ကောင်းတယ်လို့ဆိုလိုခြင်းဟန်ရှိပါတယ်။တကယ်တော့လူမျိုးစုနယ်တွေကလက်နက်ကင်ဒေါ်လန်ရေးကိုဗမာတွေကငါတို့နဲ့လည်းဆိုင်တယ်လို့မလုပ်ကြဘဲနဲ့လူမျိုးစုတွေကိုပဲအုံနာရှိပေးလိုက်ကြဖို့ပါ။အဲ့ဒီလိုပြောလို့ဗမာအင်အားစုတွေကအုံနာရှိမပေးရင်လူမျိုးစုတွေကမရတော့သလိုလိုဖြစ်တယ်ထင်နေအောင်ပါမယ်။မဟုတ်ပါဘူး။လူမျိုးစုတွေကသူ့အလိုလိုအုံနာရှိကရှိထားပြီးသားပါရထားပြီးသားပါဒါပေမဲ့ဗမာအင်အားစုတွေဘက်ကကလန့်နဲ့ငါတို့နဲ့လည်းဆိုင်နေဆိုပြီးတော့သွားမလုပ်ကြဖို့ပါပဲဒါကြောင့်လဲတချို့သောလူမျိုးစုတွေကဗမာပြည်နယ်ဖွဲ့စည်းရေးဆိုတာကိုတွန်းတိုက်နှိုးဆော်နေရန်တူပါတယ်ဗမာတို့ရဲ့စည်ရေးနဲ့နိုင်ငံရေးနယ်စည်းကိုကလနာတက်ပြီးဖို့လိုတယ်လို့ယူဆလို့ဖြစ်မယ်သို့မဟုတ်ရင်မြန်မာနိုင်ငံလုံးမှာရှိတဲ့ဧရိယာတစ်ခုလုံးကိုဗမာတွေကသူတို့နဲ့ဆိုင်နေဆိုပြီးနေရာတကာစေယိုးတွေကကလန့်ပါနေတယ်လို့ဖြစ်နေပါတယ်ဗမာပြည်နယ်ဖွဲ့စည်းရေးဆိုတဲ့စောမှုနောက်ွယ်မှာဗမာတွေကိုစေရေးနိုင်ငံရေးနဲ့အုပ်ချုပ်ရေးအရာကလနာတက်စေချင်တာလဲပါပါတယ်တ
တိုင်းရင်းသားနယ်တွေဟာသူတို့နယ်အတွက်သူတို့စီရင်ပိုင်ခွင့်အသီးသီးရှိထားပြီးသားပါစီရေးရအောင်နိုင်ထားပြီးသားနယ်တွေမှာစီရေးအမာခံနယ်တိဆောက်ထားပြီးရေရှည်ဒေသနာရအုပ်ချုပ်ရေးကိုခိုင်မာအောင်လုပ်ကြဖို့ပဲစိုင်းပြင်းနေကြတာပါဗမာနယ်တွေကတော့ဆက်လက်ပြီးပုံကန်ထကြွရမယ့်အခြေအနေမှာပဲရှိပါသေးတယ်ဒေသနာရအုပ်ချုပ်ရေးခိုင်ခိုင်မာမာလုပ်နိုင်တဲ့အဆင့်ထိမရောက်သေးပါဘူးလက်နက်ကင်ပုံကန်မှုလောလောဆယ်အားကောင်းနေတဲ့နေရာတွေကလက်ပူတိုက်ပြီးပုံဖော်နေတဲ့အခြေခံအုပ်ချုပ်ရေးပုံစံလောက်သာရှိနေတာဖြစ်ပါတယ်ဗမာတွေလို့ရမယ့်လိုရင်းအလုပ်ရှိနေပါတယ်ဗမာတွေကကိုယ့်နယ်ကိုတတ်မှတ်ကြဖို့ပါဗမာနယ်တွေအတွက်ဖြစ်နိုင်ခြေကဘာတွေလဲဆိုတာသိဖို့ပါဖြစ်နိုင်ခြေရှိသလောက်လုံရင်းနဲ့တနိုင်ငံလုံးလွှမ်းခြုံတဲ့စီးရေးနိုင်ငံရေးယာတီဥတုကိုခြုံမြင်နိုင်ဖို့ပါပြီးတော့ပြုတ်စပြင်းအောင်အစုဖွဲ့တွေအရေးကိုစဉ်းစားထားကြဖို့ပါစီးရေးအရာလက်နက်ကင်ပုံကန်တာနဲ့နိုင်ငံရေးအရာအချိုးကွေတစ်ခုဖြစ်အောင်ရဲတင်းလိုက်ကြဖို့ပါသူရဲကောင်းလက်မှတ်နဲ့လူမှုအကျိုးစီးပွားရှင်လာရင်သူရဲကောင်းလက်မှတ်ကိုတရားညောင်ဆောင်ထိစုပ်ကင်သွားတာမျိုးမဖြစ်စေလိုပါနိုင်ငံရေးကိုနိုင်ငံရေးကဲ့သို့စဉ်းစားပါတော်လှန်ရေးကိုတော်လှန်ရေးကဲ့သို့စဉ်းစားပါကွဲကွဲပြားပြားရှိပါစေအုတ်ရောကြောက်ရောမလုတ်ကြစမ်းပါနဲ့လားခမညာ